ချင်းကိုမတွေ့ဘူးဒါမဲ့ချင်းရှိတယ်ညီကိုရှိတယ်ဆိုတာဘုပဲများပြောခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ကချင်ပြည်မှာရုံးမှာချင်းအရာရှိတယ်ကျောင်းမှာချင်းဆရာရှိတယ်ဆိုရင်ကျွန်တော်တို့စိတ်ထဲမှာညီကိုလိုခံစားခဲ့ရပါတယ်နောက်တစ်ခုကျတော့ကချင်ပြည်မှာခဏနာစီဖြစ်တဲ့အခါမှာချင်းဘူမူပါတယ်ချင်းဘူကြီးပါတယ်ချင်းရဲဘော်ပါတယ်ဆိုရင်ကျွန်တော်တို့စိတ်ထဲမှာအများကြီးဝန်တာပါတယ်ဒါကြောင့်လည်းပဲချင်းနဲ့ချင်းညီကိုဖြစ်တယ်ဆိုတာကျွန်တော်ငယ်ငယ်ကလေးကနားလည်ခဲ့ပါတယ်ချင်းကိုတော့တစ်ခါမှမတွေ့ခဲ့ဘူးနောက်ကျွန်တော်ကြီးလာတဲ့ခါကျတော့ကျောင်းမှာတိတ်ကလူမှာရောက်မှာပဲကျွန်တော်တို့ညီကိုချင်းဆိုတာသူတို့ကိုဆိုတာကိုချင်းဒီနဲ့အများကြီးခင်မင်ခဲ့ပါတယ်ချင်းစကားတင်တယ်အခုချင်းတောင်ကခဏနာရောက်တယ်အဲကြောင့်ချင်းနဲ့ကချင်ညီကိုဆိုတာပုံရွေးနားလည်လာချင်းဖြစ်ပါတယ်နောက်အကြီးအကျယ်လက်လာချင်းမဟုတ်တော့လဲကျွန်တော်သိတယ်လို့သူများပြောပြတယ်လို့မိဘတွေပြောပြတယ်လို့ ਨੇ ကျွန်တော်လက်တွေ့ရှာဖွေစုံစမ်းခြင်းအပြင်ချင်းနဲ့ကချင်ညီကိုဖြစ်ကြောင်းကိုဒီနေ့အနည်းငယ်ပြောကြားလိုခြင်းဖြစ်ပါတယ်နံပါတ်1မှာတော့ကျွန်တော်ကချင်နဲ့ချင်းဟာညီကိုဖြစ်တယ်ချင်းဟာအကူကြီးကချင်ဟာညီဆိုတာကိုကျွန်တော်တမိုင်းမှာတွေ့ရပါတယ်အဲ့တော့တမိုင်းမှာတွေ့တဲ့အတိုင်းပဲချင်းတွေကိုကျွန်တော်ခန်းလို့ခေါ်တာပေါ့ခန်းအဲ့လိုပြောချင်းဖြစ်ပါတယ်အဲ့တော့ကချင်ကြီးနာမည်ပေးတဲ့နေရာမှာအကူကြီးအကြီးဆုံးကိုခန်းလို့ကျွန်တော်ပေးပါတယ်ဥပမာဖော်တော်ခန်းလက်ပြခန်းလက်ရှိခန်းခုံခန်းအဲ့ဒီခန်းဆိုတာအားလုံးဟာကျွန်တော်မာကန်အကူကြီးကိုပြောချင်းဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဘိုးဘေးမှာပြောတဲ့အတိုင်းချင်းရအကူဖြစ်တယ်ဆိုတာဟာခန်းပြောချင်းအပြင်အကူကြီးလို့လည်းဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ပိုရခံမှာတော့ဒီရာဇဝင်တရားရရှိခြင်းဖြစ်ပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်နောက်ဒီအကူကြီးနဲ့ညီခွဲသွားပုံကလည်းတမိုင်းမှာကြံရည်ပါတယ်သူတို့ပြောတဲ့ဟာတော့အကူကြီးကအရင်သွားတယ်ညီကနောက်ကလိုက်ချင်းဖြစ်တယ်လိုက်တဲ့အခါမှာအကူကြီးကငပြောပင်ကိုခုတ်သွားတယ်ညီကလိုက်တဲ့အခါငပြောဖို့ကအများကြီးအရှိကြီးထွက်လာတဲ့အခါမှာလိုက်မမီတော့ဘူးအကူကြီးသွားတာကြာပြီလို့မလိုက်ပဲနေရခဲ့တယ်ဆိုတဲ့တမိုင်းကျွန်တော်တို့ပဇာနဲ့စကားနဲ့ပြောတဲ့တမိုင်းရှိခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ဒီခေတ်မှာစဉ်းစားရင်ဒါတော့ဒီရည်စရာကောင်းတာပေါ့မဖြစ်နိုင်ဘူးဆိုလို့ပို့အခြေအနေရှိတယ်ဘာလို့ငပြောပင်ခုတ်တာကိုငပြောပင်တက်လာတာကိုကြည့်မှအကြာရှိပြီလို့ကျွန်တော်တို့ယူဆတာကိုဒါပေမဲ့ဒီမှာနေတာရှိပါတယ်အကူကြီးကအရင်သွားတယ်ညာနောက်ကျခဲ့တယ်ဆိုတာဒီကျွန်တော်ဒီချိန်မှာတိတ်တန်ဖို့မထားတော့ဒီငပြောပင်ဤပေါ့ဒီနေရလည်းပဲအမှန်မှနေတော့အတိတ်ပဲရှိတော့တမန်ဒီကိုရရှိနိုင်ခြင်းဖြစ်ပါတယ်အကူကြီးကိုရှစ်သွားတယ်ညီကမလိုက်နိုင်လို့ကြင်ခဲတယ်ဆိုတာတေချာတာပေါ့ညီကိုဖြစ်တယ်ဆိုတာတမန်ဟာဒီဘာမဟုတ်တဲ့ငပြောပင်ထဲမှာတောင်မှကျွန်တော်တို့နိုင်ယူလို့ရတယ်ဆိုတာကိုပြောလို့ချင်းဖြစ်ပါတယ်နံပါတ်3အနေနဲ့ခန်းဆိုတာကျွန်တော်တို့ခြေရာကိုပြောလို့ချင်းဖြစ်ပါတယ်ဒီခြေရာဆိုတာတကယ်ခြေနှင်းတဲ့ခြေရာကိုလေခြေရာလို့ပြောလို့ချင်းဖြစ်ပါတယ်ဒီနေ့အပြင်တော့ခြေရာဆိုတာခြေနှင်းတဲ့ခြေရာမဟုတ်ဘူးလိုတွားတဲ့အရာထင်တယ်တစ်ပင်ခုတ်တွားတယ်ပြည်စည်းတစ်ခုကိုပြစ်တွားတယ်သမင်းချက်သားတွားတယ်အရာထင်တာဒါကြောင့်ဒီခန်းဆိုတာအရာထင်တယ်တွားတဲ့အရာညီကိုတော်တဲ့အရာအရာထင်ခြင်းလည်းဖြစ်ပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်ချင်းတဲ့ကချင်တူညီတဲ့အကြောင်းတစ်ခုဟာအင်းဆောက်တဲ့အရာတူညီပါတယ်အခန်းဖွင့်တဲ့အရာတူညီပါတယ်အင်းကိုအရှိကြီးဆောက်တာရှိပါတယ်လို့ပြောလို့ချင်းဖြစ်ပါတယ်အခန်းများစွာဖွင့်ထားတဲ့အဲဒီမှာညီကိုဒီနေတာဖြစ်ပါတယ်နောက်တစ်ခုကျတော့အကူကြီးသွားမြမညီဟာကြံရည်တယ်ဆိုတဲ့နေရာမှာကျွန်တော်အင်းဆောက်တဲ့ခါမှာဟောနောက်ဆုံးတစ်ခန်းကြံရည်ပါတယ်ဒါတော့အကူပြန်လာမယ်ဆိုရင်မှအခန်းတစ်ခန်းခြံထားပုံပေါက်တယ်တို့တော့လေအကူကပြန်မလာတဲ့ခါမှာအဲ့ဒီအခန်းကလွတ်နေတော့ comment room ပေါ့ဒီအပြူလူပြူဒီသွားစကားပြောတဲ့အခန်းဖြစ်လာတယ်
အဲကြောင့်ကျွန်တော်ကချင်လိုတော့လာတပ်ခေါ်တယ်ဒီအကူကြီးအတွက်ဆောက်တော်ပဲအကူကြီးမလာတဲ့ခါကျတော့ဒီအခန်းမှာရွာကလူပြိုအပြိုတွေတွားစကားပြောတဲ့မိတ်ဖွဲ့တဲ့အခန်းကြီးဖြစ်သွားပါတယ်ဒါကြောင့်အကူရှိတယ်ဆိုတဲ့အကြောင်းကိုဒီအင်ခန်းအဖြစ်တွေ့ရခြင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်အင်ဒီမှာကချင်အင်ဒီမှာကချင်ဇော်ဝါအင်မှာကချင်ဒူဝါကြီးအင်မှာတိုင်ကြီးရှိတယ်တိုင်ငယ်ရှိတယ်အဲ့ဒီတိုင်ကြီးတိုင်ငယ်မှာနွားဂျူဒီနွားကောင်းဒီအများကြီးအဲ့လိုချစ်ဆွဲထားပါတယ်အဲ့တော့ကချင်ဇော်ဝါအင်မှာတွားရင်ကျွေးဂျူဒီနွားဂျူဒီနောက်多的산酒里，啊，苗子比呢啦对的，我啊几个啊眼单啊比，是的，啊，我就那青岛要的看嘛，青早晚嘛，就那多开的，晚黑嘛，啊，哪酒里，哪酒里，啊，苗子单是都对的，哦，哒，个青呢青，你不说啦，蛮大呗，路就那多开青皮吧的，酒里啊苗，那了听啊嘛，脚的嘛路的，地边的嘛路的，地大边嘛路的。အဲ့ဒီတင်ချမ်းတွေလောက်တာကိုလည်းဒီသွားထုတ်ချင်းဖြစ်ပါတယ်ဒါကြောင့်အမျိုးတော်တွေဆိုတာကိုဒါတွေ့ချင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ဒလေထုံးစံအများကြီးတူတယ်ချင်းဒလေထုံးစံမိမယူပုံပွဲလုတ်ပုံတောင်ရခုတ်ပုံစသဖြင့်ပေါ့ဒီကရိယာပစ္စည်းကရိယာတွေတူချောင်းကိုတွေ့ပါတယ်နောက်တစ်ခုကျတော့စကားတူတယ်အခုကချင်မှာ6မျိုးရှိတယ်မရိုးသရှိအဇီဂျင်ဖော့ရဝမ်စသဖြင့်ရှိတယ်အဲ့လိုပဲချင်းမှလည်းအမျိုးမျိုးများစွာရှိပါတယ်ဆိုတော့ကချင်စကားနဲ့တစ်မျိုးဟာမရိုးနဲ့လာတူတယ်တစ်မျိုးရဲ့စကားကျတော့လက်ရှိနဲ့လာတူတယ်တစ်မျိုးရဲ့စကားကျတော့ဂျင်ဖော့နဲ့လာတူတယ်ဥပမာကနိုးကွာကပါဒါတော့ဂျင်ဖော့နဲ့လာတူတယ်နောက်တော့မရိုးနဲ့ဆိုရင်တစ်မျိုးလာတူတယ်ကျွန်တော်လက်ရှိနဲ့ဆိုတော့ခလန်းဆိုတာကိုဆုံးတူချင်းမှလာတူနေချင်းဖြစ်ပါတယ်จิคีสุราจิงพ่อเนี่ยลาดูချင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စကားများစွာတူချင်းကိုလည်းကျွန်တော်တွေ့ပါရပါတယ်နောက်တစ်ခုကျတော့ရုပ်ရည်တူတယ်ရုပ်ဟာကချင်ရုပ်နဲ့ချင်းရုပ်ဟာအတူတူဖြစ်ပါတယ်ကျွန်တော်တစ်ခါပြောတယ်မန္တလေးတက္ကသိုလ်မှာကချင်နေရာနဲ့ချင်း300ပေါင်းရင်ချင်း900ဖြစ်သွားတယ်ကချင်နေလဲကချင်ကိုချင်းအောင်မယ်ချင်းလဲချင်းကိုကချင်အောင်မယ်ဗမာဒီရှမ်းနေဆိုရင်ကချင်နဲ့ချင်းမခွဲနိုင်တော့ဘူးရုပ်ကအမှန်တန်တူပါတယ်လို့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ဟာကချင်နဲ့ချင်းညီကိုဆိုတာပြောလို့ရှင်းပြပါတယ်ကျွန်တော်ရုပ်ကကရင်နဲ့မှမတူဘူးရှမ်းနဲ့မှမတူပဲဗမာနဲ့လည်းမတူဘူးချင်းနဲ့လည်းဗမာနဲ့မတူဘူးကရင်နဲ့မတူဘူးရှမ်းနဲ့မတူဘူးချင်းရုပ်နဲ့ကချင်ရုပ်ကအတူတူဖြစ်တယ်ကျွန်တော်ရုပ်ကိုကြည့်ရင်ဟာကချင်းရုပ်ပဲအဲ့ဒါတည်းဖြင့်ပေါ့အယုတ်ကရုပ်ရည်အမှန်တန်တူတယ်ဒါကြောင့်ညီကိုဖြစ်ကြောင်းကိုပြောလို့ရှင်းဖြစ်ပါတယ်နောက်ကတဲ့အခါမှာတချင်းဆိုတဲ့အခါမှာကချင်းဆိုတဲ့နည်းနဲ့ချင်းဆိုတဲ့နည်းတူနေတယ်ဝရလကယေသံမေသသံလပ်သံမေကတ်စလောကန်တင်လိုက်ဒီတော့အဲဆိုတာကျွန်တော်မရိုးလင်အလူမျိုးကြီးကပုံနဲ့စုပုံနဲ့လက်ရှိလူမျိုးကပုံစုပုံဟာဒီချင်းလူမျိုးကြီးရိုးရာကပုံနဲ့လာတူတာကိုပြောလို့ချင်းဖြစ်ပါတယ်နော်နတ်ကိုယ်ွယ်တဲ့အမျိုးဖြစ်တဲ့ကြောင့်နတ်ကိုယ်ွယ်တဲ့နည်းရလည်းပဲကချင်ကိုယ်ွယ်နည်းနဲ့ဒါချင်းကိုယ်ွယ်နည်းအများကြီးတူနာကိုတောက်ထွက်ပါတယ်ဒါကိုကျွန်တော်ဆက်လက်လာဖို့တော့လိုတယ်ဒါကျွန်တော်အနေငယ်ပြောချင်းချင်းဟာချင်းနဲ့ကချင်ညီကိုဖြစ်တယ်ဆိုတာကိုဘိုးဘဲများပြောတယ်အခုကျွန်တော်ကြီးပင်းလာတဲ့အခါမှာတကယ်ပဲလက်လာတဲ့အခါမှာများစွာတူညီကြောင်းကိုတွေ့ချင်းဖြစ်ပါတယ်ဒါကြောင့်ချင်းနဲ့ကချင်ညီကိုဆိုတာချင်းတန်းကချင်တိုင်းနောက်တခြားလူမျိုးတွေတည်ပါစေဆိုတော့ကျွန်တော်ချင်းနဲ့ကချင်တူညီကြောင်းကိုပြောပြနေချင်းဖြစ်ပါတယ်။နောက်ကပြီးမှချင်းနဲ့ကချင်တူညီတဲ့အကြောင်းညီကိုဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့အချင်းချင်းအခါခါကျွန်တော်ပြုလုပ်ခဲ့ပြီးပါပြီ။ဒီတွေ့ဆုံပွဲစီဝေပွဲများပြုလုပ်ပါတယ်။ပထမအချင်းကြတော့1994ခုနှစ်မှာဟာခါမျိုးဇီဝအတင်းတော်မှာပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမြန်မာနိုင်ငံနေချင်းခရစ်ယာန်ညီလာခံဓမ္မတပင်စီဝေကြီးကိုဟာခါမှာပြုလုပ်တဲ့အခါမှာကချင်300 400ရှိပါတယ်ချင်းအများကြီးဇီဝအတင်းတော်မှာ
ချင်းနဲ့ကချင်ညီကိုဖြစ်ကြောင်းကိုအတိအမှတ်ပြုပွဲကျင်းပခဲ့ပါတယ်အဲ့တော့ကချင်ကနေပြီးမှချင်းတောင်မှာအကြီးဆုံးမောင်းကိုကျွန်တော်ဝယ်ပြီးမှအဲ့ဒီမောင်းမှာကချင်နဲ့ချင်းညီကိုဖြစ်ကြောင်းဤမောင်းခတ်ရွက်ကဘာတိစေယနေ့မှစရွက်ကချင်နဲ့ချင်းညီကိုဖြစ်တဲ့အတွက်ကြောင့်အဲ့အတူပိုအများလက်တွဲကအသက်ရှင်သွားမယ်တာသနာပြုမယ်ဆိုတာကိုဂတိပြုခဲ့ကြတယ်ချင်းနဲ့ကချင်ညီကိုဖြစ်ကြောင်းဤမောင်းခတ်ရွက်တိပါစေဆိုမှကချင်ဥက္ကဋ္ဌကမောင်းတီးတယ်ပြီးရင်ချင်းဥက္ကဋ္ဌကိုပဲတယ်မိကွန်းပြောတာဟာကျွန်တော်ကချင်ဘက်ကတော့ဒေါက်တာစပွဲဂျုံဖြစ်တယ်ချင်းဘက်ကတော့ဆရာကြီးဂျိမ်းစေဒုံစကားပြောပြီးမှကျွန်တော်နောက်တက်ပြီးမှဘုရားရှိခိုးတယ်ညီကိုဖြစ်ကြောင်းကိုကျွန်တော်အတိအမှတ်ပြုခဲ့တယ်ဒါကြောင့်ချင်းတဲ့ကချင်ဒီကဘာအဆက်ဆက်မှာလက်တွဲညီညာအတူပိုအများလို့ပြောပါတယ်တဲ့အခါမှာလည်းအတူတူပိုတဲ့အခါမှာလည်းအတူတူဘုရားသခင်လုပ်ငန်းအတီးဒီမှာလက်တွဲကြဖို့ကျွန်တော်ဂတိပြုခဲ့ပါတယ်ဒါကြောင့်ဒီမှာဘယ်မှာရောက်တော့ဘယ်မှာရှိတဲ့ချင်းဖြစ်ဖြစ်ဘယ်မှာရှိတဲ့ကချင်ဖြစ်ဖြစ်ကျွန်တော်တို့ကချင်နဲ့ချင်းဟာအတူပိုအများလက်တွဲသွားမယ်ဆိုပြီးမှဇီဝင်တောင်းပေါ်မှာဖျားခင်ရှေ့မှာကျွန်တော်ဆူတောင်းခဲ့ခြင်းကိုချင်းနဲ့ကချင်းတိုင်းတိစေဖို့ကျွန်တော်ဒီကနေပြီးလဲပြောလို့ချင်းဖြစ်ပါတယ်